ဆက်ပါညီမနာမည်ကတော့ Achan ဝက်ဖြစ်ပါတယ်။ဟိုဟန်ညန်တက္ကသိုလ်မှာ Civil and Environmental Engineering နဲ့ Final Year တက်ရောက်နေပါတယ်။ Double Major အနေနဲ့လည်း Material Science and Engineering ကိုတက်ရောက်နေပြီးတော့ Lab တစ်ခုမှာ Environmental Engineering အထူးသဖြင့် Water Treatment နဲ့ပတ်သက်ပြီးတော့လည်း Research လုပ်နေပါတယ်ရှင်။ဆိုပါရဲ့။ဆိုတော့ဒီဗီဒီယိုလေးရဲ့ပိုင်းကခုနမြန်မာနဲ့ကိုနဲ့ဒီထပ်တူကြတဲ့ဒီဟပ်ပူရုံစိန်ဒီ undergraduate research student ဒီ research student ဆိုတာနဲ့ပတ်သက်ပြီးတော့ဘာဝိုင်းလေးပေါ့စကားဝိုင်းလေးဖန်တီးနေတာနဲ့ဆိုတော့ဒီဗီဒီယိုလေးကိုလုပ်လိုက်ရတာပေါ့နော်ဆိုတော့အရင်ဆုံးဟပ်ပူရုံဟုစိန်ဆိုတဲ့အပိုင်းကိုအရင်ဆုံးပြောရမယ်လို့ထင်တာပဲဆိုတော့အဲ့တော့ကိုကပဲရင်စားလိုက်ပြီပေါ့နော်ဟပ်ပူရုံဟုစိန်ကြတော့ဘာလို့လဲဆိုတော့အခုတို့ဒီ graduate school မှာတွားခဲ့ရင်ချိန်မှာတို့ဒီပြောမယ်ဆိုရင်သူတနာဆိုတာဘာလဲဆိုတာကိုမြည်ကြည့်တဲ့အဆင့်လို့ပြောလို့ရတယ်လို့ချွေကြောက်လဲမော်ဒီ graduate school မှာတွားခြင်းနဲ့ဒါမှမဟုတ် QS ဖြစ်ခြင်းနဲ့ professor လုပ်ခြင်းနဲ့ဆိုရင်ဖြစ်နေတာဒီ graduate school တွားမှာမလားဆိုတော့ graduate တွားဖို့အတွက်လိုအပ်ချက်အနေနဲ့ဒီဟပ်ပူရုံစိန်ဆိုတဲ့ဒီ research student ဆိုတာမျိုးလုပ်ထားမယ်ဆိုတဲ့မျိုးရဲ့အချက်လေးရှိရဆိုတော့ဟပ်ပူရုံစိန်ဆိုတော့တရားဖြစ်ဒီ research ကိုစပြီးတော့မြည်ရဲဆိုတဲ့အဆင့်ပေါ့ဆိုတော့အဲ့ဒီပိုင်းပေါ့နော်ဥပမာအခုကဒီဟပ်ပူရုံစိန်ကိုလုပ်နေရပေါ့နော်ဆိုတော့ဒီအခုလုံးနေတဲ့သူတရားရဲ့အမြင်ပေါ့နော်အမြင်အနေနဲ့တခြားသူတွေကိုဘယ်လိုလဲမလဲလုပ်ဖို့ညွှန်ကျင်လားအမေကိုယ့်ရဲ့အမြင်အနေနဲ့ရောဘယ်လိုရှိလဲဆိုတော့တစ်ချက်ပြောပြပြပါဦးဟပ်ပူရုံစိန်လောက်တာတော့ကိုယ့်ရဲ့အနာဂတ် plan ကဘယ်လိုလဲဆိုတာပုံပြီးပြီးတော့လုပ်တင်မလုပ်တင်အောင်ပေါ့နော်ကိုကအလုပ်တန်းဝင်ချင်တာဆိုလို့ရှိရင်တော့ဟပ်ပူရုံစိန်ကဘယ်လိုလုပ်ယူဆတယ်ဒီဟပ်ပူရုံစိန်လုပ်မဲ့အစားတခြား company intern ဖြစ်ဖြစ် corporate world တွေဝင်တာဖြစ်ဖြစ်အဲ့ဒါကပို့ပြီးတော့အထောက်အကူပြုနေပေါ့နော်အကယ်၍ကိုကgraduate school သွားခြင်းနဲ့ဆိုလို့ရှိရင်ကကြတော့ဒီ graduate school ရဲ့အရသာကိုကြိုတင်ခန်းစားလို့လည်းရတယ်လို့မျိုးနောက်ခါကျတော့ဒီဘွဲလွန်ဒီ master PhD မှာသင်ရတဲ့အခြေခံလိုအပ်ချက်တွေဖြစ်တဲ့အကြောင်းအရာတွေကိုကြိုပြီးတော့သင်ထားခွင့်ရတော့ကိုယ့်အတွက် master PhD ဆိုင်ရှင်မှာအစိမ့်သက်မဖြစ်တော့ဘူးပေါ့နော်နောက်တစ်ခုကကြတော့အခုနောက်ပိုင်းစောစောကပြောလို့မျိုးပဲပမောက္ခတွေကသူ့ရဲ့ lab ကိုဝင်ခြင်းရင်သူ့ lab မှာ intern 6လတစ်နှစ်လောက်ထားရမယ်ဆိုတော့ကန့်သက်ချက်တွေများလာတာဖြစ်တဲ့အတွက်ကြိုပြီးလောက်ထားတာကတော့မမားဘူးလို့မြင်တယ်ပေါ့နော်ဒီဟပ်ပူရောင်လူစိမ်းက spec အနေနဲ့သုံးလို့ရလားပေါ့ကိုယ့်ရဲ့အလုပ်ဝင်တဲ့အခါမှာ experience အနေနဲ့သုံးလို့ရလားဆိုတော့သုံးလို့မရဘူးတော့မဟုတ်ဘူးဒါပေမဲ့ corporate world မှာလုပ်ထားတဲ့ experience လောက်တော့ကျွန်တော် approve သိမလုပ်သေးဘူးလို့ပဲပြောရမှာပေါ့နော်အကယ်၍ကိုကဒီ poster presentation တွေ conference တွေမှာစုတွေပါရဘူးလဲဆိုတော့ဒါကတော့အရန်ကောင်းတဲ့ impression ပေါ့တကယ်ကိုကအဲ့လိုမျိုးမရှိဘူးဒီတိုင်းပဲ intern ပဲ6လတစ်နှစ်လို့ခူးရဲဆိုတဲ့ဟာလောက်နဲ့တော့ဒီ company မှာအလုပ်ဝင်တဲ့အချိန်မှာကိုဆွဲဆောင်မှုသိမရှိဘူးပေါ့နော်ပြောရမှာဆိုလို့ရှိရင်အဲ့တော့ကိုကအလုပ်ဝင်ဖို့ဆုံးဖြတ်တယ်ဆိုတဲ့လူကတော့အပြင်က startup တွေဂျွန်းဆိုကီယော့တွေမှာintern လုပ်တာကိုအားပေးပြီးတော့ graduate school သွားမယ်လို့ဆိုလို့ရှိရင်တော့အခုရအောင်လုပ်တာကတော့မဖြစ်မနေလုပ်တင်တယ်လို့တော့ထင်တယ်။အမကိုလည်းအဲ့ဒါကိုတော့ထောက်ခံတာတော့အခုတို့ခုနပြောလို့ဒီ career ကိုပြန်ညှိစမ်းမှာပေါ့တရားမလား graduate school သွားဖို့အတွက်ကဆိုရင်တော့မဖြစ်မနေဒီဟပ်ပူရုံဆိုင်ကလုပ်တင်တယ်လို့မြင်ပြီးတော့မဟုတ်ဒီအလုပ် industry ကိုသွားမှာဒီအလုပ်ဖောက်ကိုပဲလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဟိုအဲ့ဒီစာဒီဟပ်ပူရုံဆိုင်စာဒီပြန်ပွဲတွေဝင်ပြိုင်တာတော့ဒီမှာဂုဏ်မို့ခြင်းရှိအောင်ဒါမှမဟုတ်လို့ရှိရင် internship လုပ်တာတော့ဒါပေမဲ့ internship လုပ်တာလည်းမလွယ်ဘူးဆိုလို့ရှိရင်ကိုယ့်ကို project လေးလုပ်ပြီးတော့တရားမလား spec စုတာပို့ပြီးတော့ဒါတင့်တော်တဲ့လမ်းကြောင်းလို့မြင်နေပေါ့နော်ပြီးတော့အခုမေဂျာနဲ့သက်ဆိုင်ပြောရရင်တော့အခုဒီ AI ဘိုင်းကိုသွားမယ်ဆိုလို့ရှိရင်တော့မဖြစ်ဘူးဟပ်ပူရုံစိန်ကလောက်ရပြီးတော့ master ကျတော့ MS လို့ဖြစ်သွားတယ်ကွာကိုရီးယားမှာပေါ့တခြားဘက်မှာတော့မသိဘူးမယ်ကိုရီးယားမှာကဒီ AI နဲ့ပတ်သက်ပြီးတော့အလုပ်ဝင်မယ်ဆိုရင်တော့ master က MS ဖြစ်သွားတာကွာမဖြစ်မနေဖြစ်သွားတာဘာလို့လဲဆိုတော့ AI ကဒီဟပ်ပူရုံမှာဒီဟပ်ပူမှာတင်တာဘာမှမရှိဘူးကွာအနည်းပဲရှိလိုက်တာဆိုတော့ဒီ model နဲ့ပတ်သက်ပြီးလောက်ကြရပါညာတွေကျတော့ဒီဟပ်ပူရုံစိန်လောက်တော့မှတင်လာဒီ paper တွေဖတ်ရင်းနဲ့ဒီ model တွေကိုကင်မိတာတင်လာအဲ့ဆိုညီမတို့မှာကျတော့ဒီ experiment ဆိုတာဒီပစ္စည်းပိုင်းနဲ့လောက်ရတယ်မလားဒါကိုတို့မှာကျတော့ကိုကပစ္စည်းကန်တာမဟုတ်ဘူးလေကိုတို့ကျတော့ဒီ model ဒီ code ဒီ mining လောက်တာဆိုတော့ model ပိုင်းကိုလုပ်ဖို့ရဆိုတာမျိုးကဒီပြောမယ်ဆိုရင်ကိုရဲ့ပစ္စည်းကဘာလဲဆိုတော့ GPU ဘာလို့မြတ်တော့အဲ့ဒါတွေကဒီလက်မှာပဲရှိအောင်အဲ့ဒီ resource တွေကဆိုတော့ဟပ်ပူရုံစိန်လုပ်ရင်လည်းအဲ့ဒါဒီပိုင်းဟိုထိတွေ့မြည်ကြည့်ပြီးတော့အဲ့ဒါတွေပဲပြောမယ်ဆိုရင်ဟော AI mining လို့လုပ်တဲ့အခါမှာကိန်းမှာစာမှုပဲနဲ့ဒီ undergraduate ပြီးတာနဲ့တော့မှ AI လုပ်ချင်တယ်ဆိုရင်တော့မှဒီဟပ်ပူရုံစိန်လုပ်ထားတာကိုလိုကျတော့ spec အနေနဲ့စုလို့ရတယ်
စုပြီးတော့တည်ရမလားဒီ interview ဒီမှာ research intern လုပ်ခဲ့တယ်အချိန်မှာကွာဒီလိုပိုင်းတွေလေ့လာခဲ့တယ်ဆိုတာမျိုးတွေတော့မှတော်တော်အထောက်အကူပြုရတဲ့မှာပါတယ်ကွာအလုပ်လုပ်တဲ့ခါမှာဆိုတော့ AI ဘိုင်းဆိုရင်တော့မဖြစ်နေလိုအပ်တယ်ပေါ့မဟုတ်ဘဲနဲ့ခေပါတည်ရမလားဒီ development ဒီ web development ဘာလဲ web app ဒီ software development ပိုင်းဆိုရင်တော့မဆိုင်လေတဲ့မှာတော့လမ်းကွဲနေတာဆိုတော့အကောတော့ပဲညီမဝယ်မိလိုက်ပါတော့ဘာလို့ဒီဟပူရုံမှုစိမ်းလုပ်ဖို့စက်ကူးမိတာလဲဆိုတော့သိချင်တယ် ဖတ်ဖို့ရောင်းမှုဆိုင်လို့ကိုစိတ်ကူးမိရတဲ့အကြောင်းရင်းကတော့အစကတော့ဘာမှသိပ်ပြီးအတွေးမရှိဘူးပေါ့နော်။ကျောင်းခွဲယူမယ်ခွဲယူပြီးရင်အလုပ်ဝင်မယ်။အလုပ်ဝင်မယ်ဆိုပြီးတော့ရိုးရိုးရှင်းရှင်းလေးပဲတွေးထားပေမဲ့ညီမတို့တက်ရမှာ career development ဆိုတဲ့အတန်းကိုတက်ရတယ်ပေါ့။အဲဒီအတန်းမှာပမောက္ခနဲ့ဒီ one to one consultation လုပ်ပြီးတဲ့အချိန်မှာပမောက္ခgraduate school သွားဖို့အစီအစဉ်မရှိဘူးလားပေါ့နော်။အလုပ်လုပ်ဖို့အပြင်ကိုပေါ့ဆိုတော့ရှိတယ်လို့ graduate school သွားချင်တယ်လို့ပြောတဲ့အချိန်မှာသူကကိုကျောင်းကိုပဲပြန်ဝင်มาလားတဲ့တခြားကျောင်းသွားมาလားလို့ဒီကတော့ညီမတို့ကိုကျောင်းကိုပဲပြန်ဝင်ရှင်းတယ်ပေါ့နော်ဒီကိုရင်းနှီးပြီးသားပုံဝင်ခြင်းဖြစ်တဲ့အတွက်ကိုကျောင်းကိုပဲပြန်ဝင်မယ်လို့ပြောတဲ့အချိန်မှာဒီမောက်ကဒီဘွဲရတဲ့အထိစောင့်စရာမလိုဘူးတဲ့ဒီ graduate school လောကတွေဝင်မယ်ဆိုလို့ရှိရင်တဲ့အခုအချိန်တွေက final ရက်ရောက်ပြီဆိုတော့အချိန်ကောင်းပဲပေါ့စလို့ရပြီသူ့ lab ကိုလည်းလာလို့ရတယ်လို့တခြားကိုစိတ်ဝင်စားတဲ့ lab ရှင်လည်းပမောက္ခတွေ contact လုပ်ကြည့်ပေါ့အဲ့လို contact လုပ်ကြည့်လို့ပြောတဲ့အချိန်မှာညီမကတစ်ဆက်စဉ်းစားမိတာကိုယ့်ရဲ့ major တွေကိုသွားမလားဒါမှမဟုတ်ဘက် double major ယူထားတဲ့ fee တွေကိုသွားမလားလို့စဉ်းစားကြည့်ပေမဲ့ double major ယူထားတဲ့ fee ကကြတော့တချို့ပမောက္ခတွေကသူ့ရဲ့ဒီ major ဒီက major မဟုတ်လို့ရှိရင်သိလက်မခံချင်ကြတဲ့ပမောက္ခတွေရှိတော့အမအနေနဲ့ကဒီ mechanic တွေပါတွေကိုလည်း research လုပ်ရလို့ဒီစိတ်ဝင်စားအောင်ပေါ့နော်ဒီ requirement တစ်ခုအနေနဲ့သင်လာတယ် research ကမလုပ်ရှင်ဆိုတော့ပမောက္ခဥမနေနဲ့ပဲပမောက္ခအခုလုပ်နေတဲ့ research ဒီ coding တွေပါလည်းမရဘူးနောက်ဒီ mechanic ကိုလည်း research မလုပ်ချင်ဘူးဆိုတော့ကျွန်တော် environment နဲ့ပတ်သက်တဲ့ lab တွေရှိတယ်အဲဒီ lab တွေကိုစုံစမ်းကြည့်ဆိုပြီးတော့ပြောတဲ့အချိန်မှာဒီ lab တွေကိုတစ်ခုချင်းစီရှာကြည့်ပြီးတော့ကိုစိတ်ဝင်စားတဲ့ဒီ fee တစ်ခုတွေ့တယ်ပေါ့နော်ဒီခုတွေ့တဲ့အချိန်မှာလောက်ကြည့်မယ်ဆိုပြီးရှောက်ဖြစ်သွားပါရှင်ဆိုငကိုထဲကတော့ graduate school သွားခြင်းနဲ့ဆန္ဒရှိတဲ့အချိန်မှာဒါ professor နေပြောလို့တည်သွားနေတော့တဆင်ရှောက်ဖြစ်သွားရဲဆိုရဲလို့ကိုကတော့အဲ့လိုမျိုးကြားမိကြားရတယ်ပေါ့နော်ဒီကတော့ motivation ရသွားတာပေါ့အရင်တုန်းကသူများတွေတက်ရလောက်မှလုပ်တယ်အကိုလည်းဆက်လုပ်တယ်ဆိုတဲ့ဟာကိုကြားတဲ့အချိန်မှာကိုကတိတ်ပြီးတော့မုံမရဲဖြစ်တာပေါ့နော်ကိုက research နဲ့ကြိုက်ပါမလား research ဆိုတာကဒီသူများရှာထားတဲ့ဟာကိုအစင်တင်ပြီးဆက်လုပ်တာမဟုတ်ဘဲနဲ့ကိုကအစ်စ်ကိုလေ့လာရတယ်ဆိုတဲ့ပုံစံမျိုးကိုတည်ထားဆိုတော့တိတ်မလုပ်ရဲဘူးပေါ့နော်မလျှောက်ရဲဘူးပမောက္ခတွေကို content လုပ်ဖို့လည်းနည်းနည်းတွန်းဆုပ်ဖြစ်နေတဲ့အချိန်မှာပမောက္ခကနေပြီးတော့နည်းနည်း encourage လုပ်ပေးလိုက်တော့လုပ်ရမယ်ဆိုတဲ့ motivation ရပြီးတော့လုပ်ဖြစ်သွားတာမော်ဒီပဲဟိုတခါတချို့မှကျတော့ခဏအကို intro မှာပြောရတဲ့လိုမျိုးဒီ graduate school သွားဖို့ဆိုလို့ရှိရင်မဖြစ်မနေဒီဟပ်ပူရုံစိန်ဒီ research intern ဆိုတာကိုလောက်ထားမယ်ဆိုတဲ့အချက်လေဒီကိုရမှာဆိုရှိရပေါ့နော်တွက်တဲ့ကိုတို့ဒီ computer science မှာဆိုလို့ရှိရင်master ပဲဖြစ် PhD ဖြစ် master ပေါ့နော်ထားပါတော့ graduate သွားမယ်ဆိုလို့ရှိရင် research intern လောက်ထားမှ graduate school ဝင်လို့ရမယ်ဆိုတဲ့အချက်လိုပုံစံမျိုးရှိလာတော့အဲ့လိုကြောက်တဲ့တချို့လူတွေကလည်းသိလာကြတာလည်းရှိရပေါ့နော်ဆိုတော့ okay ဒါကတော့ညီမရဲ့ဒီ research student research intern ကိုစတဲ့အကြောင်းအရာပေါ့ဆိုတော့အဲ့ဆိုတော့ professor တွေကိုခဏရှာတာတော့ပြောသွားပေမဲ့ဒီ content အပိုင်း content ဆိုတာဒီဆက်သွယ်တဲ့အပိုင်းပေါ့နော် content လုပ်တဲ့အချိန်မှာရောဘယ်လိုပြင်ဆင်ခဲ့တာရှိတာမဟုတ်ရင်ဘယ်လို content လုပ်ခဲ့လဲအမေ content လုပ်ရင်ခါမှာဘာတွေ professor တွေဘက်ကတောင်းဆိုတာရှိလဲဒါအဲ့လိုမျိုးတစ်ချက်သိချင်တယ်ပေါ့နော်ညီမအနေနဲ့ကတော့ဒီ environment ဘိုင်းကိုစိတ်ဝင်စားဖြစ်တဲ့အတွက်ပမောက္ခ3-4 ယောက်လောက်4ယောက်ကိုခြားထားလိုက်တာပေါ့နော်ဒီပမောက္ခရဲ့ဒီ research ကိုစိတ်ဝင်စားတယ်ဒီ research တွေများတာကိုပမောက္ခတွေက research ကိုတယောက်ကို3ခုလောက်လုပ်နေတယ်ပမောက္ခရရှိတော့ဒီကိုစိတ်ဝင်စားတဲ့ research အပိုင်းကိုတေချာဖတ်ကြည့်ပြီးတဲ့အချိန်မှာဘယ်ပမောက္ခကကိုနဲ့တင်တော်တယ်ဘယ်ပမောက္ခကိုနဲ့မတင်တော်ဘူးဆိုတဲ့ဟာကိုလည်းနည်းနည်းလေးသိလာတယ်လို့အဓိကအရေးကြီးတာကဒီအခုလက်ရှိ master တက်နေတယ် master of PhD တက်နေတဲ့အတိ senior ရှင်တော့ကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုရိုင်းကဒီပမောက္ခတွေရဲ့ personality ကစာသင်တဲ့အချိန်နဲ့ lab မှာရှိတဲ့အချိန်ကမတူဘူးလေနော်မတူတော့ဒီ lab ဝင်တဲ့အချိန်မှာဒီ research ကလည်းအရေးကြီးရဆိုပေမဲ့ပမောက္ခရဲ့ personality ကလည်းအရေးကြီးတဲ့အပိုင်းဆိုတော့ဒီ lab ရဲ့ environment ကိုဒီ senior ရှင်အရေးကြီးတဲ့အချိန်မှာသူကဒီ3ယောက်ထဲကပြီးတော့
တယောက်ကို recommend လုပ်တယ်ပေါ့နော်ကျန်တဲ့ပမောက္ခမြောက်ကိုတိတ် recommend မလုပ်တော့ကိုအဲ့ပမောက္ခလည်းကိုသွားချင်တဲ့ပမောက္ခဖြစ်နေတယ်ပြီးတော့ကိုက major နှစ်ခုလုံးကိုအသုံးပြုချင်တယ်ပေါ့နှစ်ခုလုံးအသုံးချင်တာ civil ကိုလည်းသုံးချင်တယ် material science ကိုလည်းသုံးချင်တယ်ဆိုရင်အဲ့ပမောက္ခနဲ့ကွက်တိဖြစ်နေတယ်ကွက်တိဖြစ်နေတော့ပမောက္ခခေါ်လားမခေါ်လားတော့မသိဘူးသူကပြင်ဆင်ယူတော့မှဆိုပြီးတော့တင်းနေကြားနေတဲ့အချိန်မှာဘယ်လိုဆက်သွယ်ရမလဲဆိုတော့ PhD လုပ်နေတဲ့ senior တယောက်ရဲ့ contact ပေးရပါမယ် email ကိုပြီးတော့အဲ့ဒီ senior ရှိကိုဆက်သွယ်ကြည့်ပြီးတော့အခုရောက်မှုဆိုင်အနေနဲ့စိတ်ဝင်စားတယ်master လည်းဆက်လုပ်ဖို့စိတ်ကူးရှိရပါတော့ဘာလို့ဒီ research ကိုစိတ်ဝင်စားကြောင်းကိုယ်တိုင်ကလည်း visa နှစ်ခုမှာဘယ်လိုအတန်းတွေကိုတက်ရင်လည်းဘယ်ပိုင်းကိုစိတ်ဝင်စားကြောင်းအဲ့လိုမျိုးအသေးစိတ်ဖော်ပြရပေါ့ပမောက္ခပြောရမယ်ဆိုပမောက္ခကဒီ environment ဘိုင်းမှာ nano particle နဲ့ပတ်သက်ပြီးတော့ဒီကလုံးနေချင်းမှာကိုယ်တိုင်ကလည်းဒီ nano particle ဒီနဲ့ပတ်သက်ပြီးစိတ်ဝင်စားရတယ်ဒီ nano technology နဲ့ပတ်သက်ပြီးစိတ်ဝင်စားရတယ်ဆိုတဲ့အကြောင်းကို email ထဲမှာသိချာလေးပြီးတော့ဒီ PhD senior ရှိပို့လိုက်တယ် PhD senior အနေနဲ့တစ်ဆင့်ပမောက္ခရှိရောက်သွားပြီးတော့ပမောက္ခကိုဆက်တွေ့လာပေါ့နော် consultation လုပ်ချင်တယ်အချိန်ရမလားဆိုပြီးတော့ပမောက္ခရှိရ email ပြန်လာတဲ့အချိန်ပမောက္ခနဲ့အဲ့လိုမျိုးဆက်တွေ့ဖြစ်သွားတာအဲ့ဆိုတော့ဒီအရင်ဆုံးတော့ကိုစိတ်ဝင်စားတဲ့ပမောက္ခတွေကိုကိုအရင်ဆုံးတော့ဒါရွေးလိုက်တယ်ပေါ့ရွေးလိုက်ပြီးတော့မှစီနေတခြားအဲ့လက်မှာလုံနေတဲ့ senior တွေရှမ်းပြီးတော့ဒါမှမဟုတ်ကိုတည့်ရဲ့ senior တွေရှင်းပြီးတော့ဒီ professor ဘယ်လိုအချိန်တွေရှိလဲဆိုတော့စုံစမ်းပြီးတော့ဒါမှမဟုတ်ဆက်သွယ်လိုက်တာတကယ်ဆက်သွယ်လိုက်တယောက်တည်းပေါ့တယောက်တည်းဟိုဒီ PhD လုပ်နေတဲ့သူကိုဆက်သွယ်လိုက်ပြီးတော့မှဘယ်လိုပြန်ပြီးတော့ contact ပြန်လာတဲ့ပုံစံမျိုးသွားတာပေါ့ဆိုတော့တချို့ lab တွေအဲ့ထဲက lab တစ်ခုကကြတော့ပမောက္ခတယောက်ကသူက undergraduate research intern ကိုလက်မခံတဲ့ပမောက္ခဖြစ်နေတော့ဘလို့မှအခွင့်အရေးမရှိဘူးဒါတော့သူလက်ပိုင်းလက်ပေါ့နော်ပြောရမှာဆိုကိုတို့လည်းလက်ပိုင်းလက် professor ပိုင်း professor ပေါ့တချို့ professor တွေကဘယ်လိုလက်ခံတာပါဒါတွေကတော့ဟိုကိုစတဲ့အခါမှာတော့တစ်ချက်လိုက်ကြည့်စုံစမ်းကြည့်ရမယ့်အပိုင်းတော့ဖြစ်သွားတာပေါ့ဆိုတော့အဲ့ဆိုကိုစွေမီ contact လုပ်တဲ့အပိုင်းဒီပြီးသွားပြီဆိုတော့အဲ့ဆိုဒီရုံးရှိဒီ lab ထဲကိုဝင်နေအစားပိုင်းဘူးဆိုညီမလုပ်ဖြစ်တာဘယ်လောက်ကြာသွားလဲမသိဘူး2လကျော်ကြာပြီပေါ့အဲ့ဆိုပထမဆုံးစဝင်ချင်းမှာပြောမစ2လဆိုတဲ့အချိန်ကလာအရင်တော့မကြာသေးပဲမှာတော့ဒါပေမဲ့ဒီကိုရီးယားဒီဘာဟာ vacation ကာလကျတော့ဘယ်လိုပြောရမလဲဆိုရင်ဒီရုံးကူအတွက်ကိုဘယ်လိုလဲ emphasize လုပ်လိုက်ရတဲ့ကာလဆိုပြီးတော့သတ်မှတ်ထားရပါတော့ပြောမဆိုရင်တော့ဟိုဒီစာတင်ချိန်ဖြစ်တဲ့ဒီ master အတွင်းမှာထပ်ဆာလို့ရှိရင်အများကြီးလုပ်တယ်ကွာဒီရုံးနဲ့ပတ်သက်ပြီးအများကြီးလုပ်တယ်ဆိုတော့ဒီ2လတာရဲ့အမြင်ဟောဘယ်လိုရှိလဲပေါ့ဘာလို့ဆိုတော့ဒီ content မလုပ်ခင်ကကိုစိတ်ကူထားတဲ့ဒီလာ research students တွေစိတ်ကူရှိမှာပေါ့နော်တကယ်လုပ်တဲ့အခါမှာဘယ်လိုကွာခြားသွားလဲဆိုတော့ဒီစင်တကယ်တမ်းလုပ်တဲ့အခါမှာကဒီ lab ရဲ့ဒီစိတ်တည်တာအနေနဲ့ကိုကလည်းအရေးကြီးတဲ့ရောက်ခိုင်းပေါ့နော် part of ဖြစ်တဲ့ဆိုတော့သိလာရတယ်ပေါ့မဝင်ခင်မှာတော့ကျန်တဲ့ PhD တွေခိုင်းတဲ့ဒီပကံစေးတာတွေလက်ထဲမှာသူခိုင်းတာလောက်လောက်ရမယ်တတ်တူမရလောက်လောက်ရမယ်ထင်ပေမဲ့တကယ်တော့ဝင်သွားတဲ့အခါမှာလုံးဝအသစ်တွေကိုသင်ရတယ်ပေါ့နော်ကိုကဒီ field ကလာတယ်ဆိုပေမဲ့လည်းဒီ environment နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးသင်လာတယ်ဆိုပေမဲ့လည်းတကယ်တမ်းသူတို့လုပ်နေတဲ့ research တွေကဒီ civil တစ်ခုတည်းကဟာကိုပဲလေ့လာမှုပဲနဲ့ chemistry လည်းပါတယ်ဆိုတော့ပြောတဲ့အတိုင်းပဲ chemistry ပါတယ် physics ပါတယ်တခြား engineering တွေကျ electronic တွေပါတယ်လည်းအကုန်လုံးရောသမားမှွေပြီးတော့လေ့လာတာဖြစ်တဲ့အတွက်ဒီ thesis paper တွေကိုပထမတစ်ပတ်မှာထပ်လိုက်ပြီးတော့အဲ့ thesis paper တွေဘယ်ကနေဘလို့စဖတ်ရမှန်းတော့မသိရဘူးပေါ့နော်ဘယ်ကအရေးကြီးမှန်း point ကအရေးကြီးမှန်းအေးဘာလို့ဆို paper တစ်ခုကလည်းဟို level လိုက်တော့ကွာပေမဲ့အနည်းဆုံး10မျက်နှာလောက်ဝင်ခြင်းရှိကြတာမလားအဲ့ထက်တော့ဘူးများသေးရည်လည်းရှိသေးတော့ဘယ်လိုဘေးပန်းနေစားဖတ်မှလည်းဘယ်ဟာကိုအဓိကဖတ်မှလည်းဘယ်လိုဖတ်မှလည်းသိရမလားဒီက key point လဲဆိုတာမျိုးရာအဲ့လိုလေးလာတဲ့အပိုင်းတွေလည်းရှိသေးတာပဲပထမအပတ်ပေါ့နော်ပထမအပတ်မှာတော်တော်လေးစိတ်ညစ်ခဲ့ရပေါ့နော်စိတ်ညစ်ခဲ့ဆိုတော့ကိုကဝင်လာပြီးတော့မှကိုနဲ့ research တွေကမကိုက်တာများလားဆိုပြီးတော့တန်တရားဝင်တော့ပေါ့ဒုတိယအပတ်ကစပြီးတော့ဒီလက်ထဲကိုစဝင်ရတဲ့အချိန်မှာဒီကိုလုံးဝမရင်းတဲ့ဒီ acid တွေဒီ base တွေတုံးတဲ့နီလန်းတွေဒီ safety နဲ့ပတ်သက်ပြီးတော့အများကြီးလေ့လာတဲ့အချိန်မှာဒီလိုအပိုင်းဒီလိုအရေးကြီးပါလားဆိုတော့ဟာတွေလည်းသိလာတယ်လို့မျိုးပြီးတော့ experiment ဆိုတာအခုအောင်မြင်တာမျိုးမဟုတ်ဘူးเนาะအချိန် field ဖြစ်ပြီးမှအောင်မြင်တာဆိုတော့စိတ်ရှည်ရမယ်ဆိုတဲ့ဟာကိုလည်းအများကြီးဒုတိယဘက်မှာသင်ခဲ့ရတာပေါ့စိတ်ရှည်ရမယ်ထပ်ခါလုပ်နေရတယ်ရှိတော့ဆိုတာကအသစ်တွေလုံးဝမှန်မှန်ပဲအဲ့ဒီအသစ်ကိုထပ်ခါလုပ်နေရတာ
တော့စိတ်ရှိရမယ်ဆိုတာကိုလည်းဒီလာရတယ်ပေါ့ဒုတိယပတ်မှာတော့နည်းနည်းအဲ့ဒီမှာ adapt လုပ်တဲ့ကာလလို့ပြောရမှာပေါ့ ဟောဒါအနေနဲ့ဆိုတော့ဒီ lab တစ်ခုမှာနည်းနည်းအခြေချဖို့ကလားနဲ့ချီပြီးရွာရတယ်လို့ပြောမှာပေါ့ဘာလို့ဆိုတော့ရှေ့ရသူတွေကဟောအချိန်အတိုင်းအတာတစ်ခုဒီဟောရင်းနှီးပြီးသားလို့ရမလဲဒူဂျီ group ဖြစ်တဲ့အတွက်ကြောင့်အဲ့ကိုကိုဝင်ရတာဖြစ်တဲ့အတွက်ကြောင့်အနေနဲ့များတော့အချိန်ပေးရတာတော့အချိန်အမှန်ပဲပေါ့နော် မှန်ပါညီမတို့ lab ကကြတော့တော်လေးကိုမောင်းတဲ့ lab ပဲပါတယ်ပေါ့နော်အသက်စာရန်နေအများကြီးဖတ်ခိုင်းတယ် lab ထဲမှာကိုယ်တိုင်မလုပ်ခိုင်းတယ်နောက်တစ်ခုဒီ graduate school မှာဒီ engineer နဲ့ပတ်သက်တဲ့ field တွေမှာဆိုရင်ဒီ Geeky Gunsock ဆိုပြီးတော့ instrumental analysis ကအရင်အရေးကြီးရပါတော့ဒီကိုလုပ်ထားတဲ့ experiment ကိုရလက် result ထွက်လာအောင်ဒီ Gunsock လုပ်တယ် Gunsock လို့ခေါ်တယ် analyze လုပ်တဲ့ဒီ instrument တွေသုံးတဲ့နေရာအရင်ရှုပ်တယ်ပေါ့နော်ဒီ set တွေရဲ့fundamental theory ကဘာလဲလို့လည်းသိရတယ်လို့ဒီ set တွေရဲ့ graph ဖတ်နည်းတွေဆိုတော့အဲ့လို graph ဖတ်နည်းတွေဟာအစဘာမှတစ်လုံးမှမသိဘူးအရှိက PhD senior လုပ်ပြနေတယ်ကိုကနောက်ကနေစာအုပ်လေးတွေတုံးနေဘုံလေးတစ်ချောင်းနဲ့ဘာမှမသိဘူးဒါပေမဲ့မသိချင်မှသိချင်လာတာပေါ့နော်လူကဒါတွေကဘာလို့လုပ်နေရလဲဟာ result ဖတ်မှာမလို့လေဒီ result ကဘယ်နေရာမှာသုံးမှာလဲသိချင်တော့ကိုကိုရိုင်း ChatGPT ရော Gemini ရော thesis paper တွေရောဒီသုံးခုလုံး screen သုံးခုဖွင့်ပြီးတော့လေ့လာပါတော့သိချင်တာသိချင်စိတ်ကပိုပြင်းလာတယ်ပေါ့လုံရင်းနဲ့ဘာလို့လဲဆိုတော့မိကုန်းကဆက်ထွက်လာအဲ့မှာစကားပြောကြည့်မိတာငါစားလို့တော့လားလို့ဟိုဘယ်ကနေစားရမှလည်းမသိခဲ့ဘူးပေါ့နော် thesis paper တော့ဖတ်တယ်ရင်းနဲ့လို့တလားလောက်ပြီးသွားတဲ့အချိန်မှာအဲ့လိုဘာလို့လဲ why ဆိုမိကုန်းကြီးအရန်ထွက်လာတယ်ပေါ့နော် this is research တဲ့တို့ကဒါ research ပေါ့နော် research ဆိုတာဘာကြောင့်လဲဒီ result ထွက်လာတာဘာကြောင့်လဲအောင်မြင်ဘာကြောင့်အောင်မြင်တာလဲမအောင်မြင်ဆိုရင်ဘာကြောင့် fail ဖြစ်တာလဲဘာကြောင့်လဲဆိုရင်ဒီကောင်ကအမြဲတမ်းနောက်ကနေကလာအချိန်မှာနေဘာကြောင့်လဲဆိုပြီးတော့စပြီးတဲ့အချိန်အား research နဲ့စပြီးတော့ဒီကိုနဲ့အသားအစားကျလာပြီဆိုတော့အထိပ္ပယ်ပေါ့မှန်နော်ဒါတော့ဘယ်လိုရမလဲအခုမှဒီအစပိုင်းလဲဖြစ်တော့ဒီဟာဟို view site လေးလာမယ်အပိုင်းဖြစ်သွားတာဟုတ်ဆိုတော့နောက်ပြောဒါပေမဲ့ကိုရီးယားမှာဒီလိုစကားပုံရှိရမလားဒါဝန်ဆိုင်ဆိုတာကျစနေမီရဲ့လူရဲဆိုတဲ့စကားပုံလေးရှိတော့တချို့တွေဆိုလဲအဲ့လိုမျိုးဖြစ်မှလာပါညာဆိုပြီးတော့လေရှိကြတာပေါ့နော်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးအမြင်ကဘယ်လိုရှိလဲမသိဘူးကျစနေရဲ့လူရဲဆိုတာကတော့မှားတယ်ဆိုတာမဟုတ်ဘူးဘာလဲဆိုတော့တရားကောင်းဝင်သွားပြီဆိုလို့ရှိရင်စာတစ်ခုပဲလို့ရမှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့မြန်မာပြန်ကြားရတဲ့စကားတွေအရာဒီ lab တစ်ခုမှာနိုင်ငံခြားသားရဲ့ TO ပေါ့အရေးအတွက်ကိုတာကိုဘယ်လောက်ပုံလဲဆိုတဲ့ဟာကသတ်မှတ်ထားပြီးသားဆိုတော့ကိုရီးယားစာလုံးဝမတက်တဲ့နိုင်ငံခြားသားကိုတခြားအလုပ်ခိုင်းလို့မရအောင်သူက lab ထဲဝင်သွားရဆိုလို့ရှိရင်ဟင်းကြောင်းလုံးလည်းလုပ်ရတယ်ဒီစာပဲစာရမ်းနဲ့ပတ်သက်တဲ့ဟာတွေလည်းလုပ်ရတယ်ဒီစာလုပ်တာလည်း research ကလည်း research တစ်ပိုင်းပေါ့နော်လုပ်ရတဲ့အခါမှာနိုင်ငံခြားသားကိုသူကခိုင်းလို့မရအောင်လို့သတ်မှတ်တယ်ပေါ့ဒါပေမဲ့ကိုဝင်သွားတဲ့အချိန်မှာကိုရီးယားစကားကလည်းသူတို့လူချင်းတဲ့အတိုင်းပြောတတ်နေရဲ့အကြောင်းနဲ့ပတ်သက်ပြီးရလဲပြောမှဆိုရင်ကိုเจ้าကိုဆိုတော့နားလည်နေတော့ graduate school ဝင်လာခဲ့ပေါ့ခိုင်းကျင်တာပေါ့နော်ဟိုနေဝင်လာလို့ရှိရင်ဟိုအခုနိုင်ငံခြားသားတယောက်ရှိရဲ့နေရာမှာနေအောင်ထိလိုက်လို့ရှိရင်ငါတို့အလုပ်ကိုတူတူခွဲလုပ်တဲ့အချိန်မှာပေါ့အကုန်တက်တာဝါမယ်ပေါ့ပြီးတော့ရိုးစင်းင်းခိုင်းတဲ့အလုပ်ကတော့ဒီစားလောက်တာတော့ပေါ့ဆိုတော့90ရာခိုင်နှုန်းကယူစင်းမြင့်လို့ရဲဆိုတော့မှန်ပါတယ်ဒါမဲ့လည်းဘယ်လိုရမလဲကိုကဟိုသူကအတင်းခိုင်းတာဆိုပေမဲ့လည်းကိုကကိုလှုပ်ချင်တာလည်းလောက်ရတော့တစ်ဖက်ကလည်းဘာလို့လဲဆိုတော့အဲ့လိုကိစ္စတွေလုပ်ရင်းနဲ့လည်းသူကဘာလဲကိုလာခပြန်ပေးတာပါညာလည်းရှိသေးတာဟုတ်ခဏဒါဒီဘက်ပြောမလဲဒီဘက်ကိုရီးယားရဲ့ကောင်းတဲ့စနစ်တစ်ခုလိုပဲပြောမှာလားမသိပေမဲ့အဲ့လိုဆိုတော့ graduate student တွေကကြတော့ဒီတိုင်းကျောင်းသားပဲမဟုတ်ပဲနဲ့အလုပ်သမားလို့ပုံစံမျိုးဖြစ်သွားတာပေါ့သူ employee လို့တုံးပြီးတော့အဲ့ဆိုတော့လာခပေးတယ်ဟုတ်လာခပေးတာဆိုတော့ပြောမှဆိုတော့ဒီလိုအလုပ်လေးပြန်လုပ်ပေးရတာပေါ့တည်ရမလားစာလေးလာလဲစာလေးလာတာပေါ့ဒါမဲ့လည်းကိုတိတလောက်တော့ဟိုနောက်ပိုင်းကျတော့ဘယ်လိုဖြစ်လဲဆိုတော့ professor ကြီးကြည့်တော့မှာ professor လေးဘယ်လိုလဲဆိုတော့အငယ်လေးတွေများလာတယ်တည်ရမလား professor အငယ်လေးများလာတဲ့ခါကျတော့သူတို့ကိုယ်တိုင်လည်းဒါမျိုးတွေကြုံခဲ့ရတဲ့ခါကျတော့ဘယ်လိုလဲဆိုတော့သူတို့ကဒီလိုမျိုးငါတို့နောက်လာဘာလို့ပြောအငယ်သူတို့ရဲ့လက်အောက်တွေတော့ကျတော့အဲ့လိုမျိုးမရှိတော့ဘူးလို့တော့ကိုရောနေနေမြင်တဲ့ထဲမှာတော့ပါတယ်ပေါ့နော်ဟိုတော့နောက်ပိုင်းပါလို့ဆိုတော့ professor ကြီးကအသက်ငယ်တဲ့သူတွေများလာတာကိုငယ်ရွယ်တွေကများလာဆိုတော့ပြီးတော့သူတို့တွေကအများစုကနိုင်ငံသားပြန်နေလဲများတော့ဟို
တခုအနေနဲ့ပြောရင်ကြတော့ဒီကိုရီးယားမှာသူတို့ professor လုပ်မယ်ဆိုလို့ရှိရင်နိုင်ငံခြားပြန်ဒီဖြစ်ရမယ်ဆိုတဲ့အမျိုးတော့မဟုတ်ပေမဲ့အဲ့လိုမျိုးတွေရှိရကွာကျွန်တော် Trump လို့ဖြစ်လဲဆိုတော့ PhD ပြီးသွားရင်တော့မှ PhD ကိုသူတို့ဒီခုနှစ်မှာကိုရီးယားထဲမှာပြီးရဆိုရင်ပို့တော့ကို US သွား UK သွားပြီးတော့နိုင်ငံခြားသွားပြီးတော့ပြန်လာရတာပုံလို့ပြီးတော့မှဒီဘက်မှာဘယ်လိုလဲ professor လုပ်ရတာဆိုတော့အဲ့လိုဖြစ်တဲ့ကြောင့်ဘယ်လိုဖြစ်လဲဆိုတော့နည်းနည်း open minded ဖြစ်လာတာပေါ့နော် open minded ဖြစ်ပြီးတော့နည်းနည်း free ဖြစ်တယ် free ဖြစ်ပြီးတော့အဲ့လိုမျိုးတည်ရမလားဒီ ကဲချင်းလို့ပဲပြောမှာလားရိုင်းမရှိတော့ဘဲနဲ့လွတ်လပ်ဖြစ်လာတဲ့ပုံစံတော့မြင်တယ် ညီမတို့ professor ဆိုလဲတော်တော်လေး open အသက်နည်းနည်းကြီးရဆိုပေမဲ့လည်း open minded ဖြစ်တယ်လို့ပြောရမယ် coffee တောင်မှကျောင်းသားအောင်မပြောခိုင်းနေတယ်ပါတယ်။များသောအားဖြင့်ဘာမှခေါက် coffee ထော်ပေးရတာတော့ basic လေးနော်။အဲ့ညီမတို့ professor ကလည်း coffee သူဖြောတောက်တယ်။ဒါပေမဲ့အခုရှိတာကနည်းနည်းဒီအရေးကြီးတဲ့စာရွက်စာတမ်းအလုပ်တွေနောက်ဒီရောင်းကူပြီးပေါ့ဒီ funding နဲ့ပတ်သက်ပြီးတော့ manage လုပ်ရတဲ့အပိုင်းတွေကိုကျောင်းသားကိုခိုင်းတာများဟုတ်တယ်ဘာလို့ဆိုဟို professor လည်းသူလည်းအသက်ရဒါမှမဟုတ်အလုပ်ဒီ experience အတိုင်းတစ်ခုရတဲ့အခါမှာတော့ဒီကျောင်းသားတွေပြန်ခိုင်းတဲ့ပုံစံမျိုးတော့ဖြစ်လာတာပေါ့ဆိုတော့ဒါရုံးရှိဘုံကြီးကျောင်းရုံးရှိရဲ့ environment ကျောင်းပြောနေရတာနေဆိုတော့ဟိုတခုနှစ်ဖြစ်တာကြတော့ဗာလဲနိုင်ငံသားအနေနဲ့ပေါ့နော်ကိုရီးယားစကားနဲ့ပတ်သက်ပြီးတော့ဒီ language ဒီ lab နဲ့ပတ်သက်ပြီးတော့အခြေအနေကိုသိချင်တာဘာလို့ဆိုကိုတို့ဒီ graduate ဆိုမှဆိုလို့ရှိရင်ကိုရီးယားစကားမရလဲအင်္ဂလိပ်စာရရင်လက်ခံနေဘာညာဆိုပြီးတော့ဒီ admission criteria မှာရှိရမလားဆိုတော့အဲ့ဒါအမြင်နဲ့ရောဘယ်လိုလဲအင်္ဂလိပ်စာပိုရေးကြလားကိုရီးယားစာပိုရေးကြလားဘယ်လိုရှိလဲတကယ်တော့ပုံလင်းပြောရမယ်ဆိုရင်တော့ကိုရီးယားမှာကျောင်းတက်တာဖြစ်တဲ့အတွက်ဒီ class တွေကအင်္ဂလိပ်လိုသင်တယ်လို့ပြောရင်တော့မှကိုရီးယားစကားကိုကျွမ်းကျွမ်းတက်ထားဖို့ကအရင်အရေးကြီးရပေါ့နော်။ဘာလို့လဲဆိုတော့ကျောင်းသားတွေအများစုကကိုရီးယားတွေများတယ်။ကိုရီးယားတွေများတဲ့အချိန်မှာပမောက္ခကသူကကိုရီးယားလိုပဲပြောချင်တယ်ပေါ့။ပြောချင်တဲ့အချိန်မှာလည်းကျောင်းသားဘက်ကိုငဲ့တဲ့ပမောက္ခရှိရင်တော့အင်္ဂလိပ်လိုရှင်းပြတယ်။ရှင်းပြပြီးတော့ကိုရီးယားလိုပြန်ရှင်းပြတယ်ပေါ့။အဲ့လိုမျိုးပမောက္ခတွေရှိရလို့တော့ကြားပေမဲ့တချို့တော်တော်လေးကျောင်းသားကိုမကြည့်တဲ့ပမောက္ခဆိုလို့ရှိရင်ဒီမင်းကကိုရီးယားလိုမပြောတဲ့အတွက်ငါရဲ့ lecture ကို record လုပ်ပြီးတော့ကိုယ့်ကို translator နဲ့ပြန်ပြီးတော့စာလုပ်ဆိုပြီးတော့အဲ့လိုကြီးပြောတဲ့ပမောက္ခလည်းကြုံမှုဆိုကိုလည်းအဲ့လိုမြင်တာတော့ဒီမှာဘယ်လိုပဲဖြစ်ဖြစ်ဒီရဲ့ဘာသာစကားအရေးကြီးတဲ့အခန်းကဏ္ဍတိုင်းမှာပါတယ်လို့ကိုတော့မြင်တယ်အဲ့ဆိုဒီပြောမဆိုရင်အများစုကကိုရီးယားလူမျိုးတွေဖြစ်နေပြီးတော့လူနည်းစုကနိုင်ငံသားဖြစ်နေတဲ့အချိန်မှာဟိုဒါပေမဲ့ဟို paper ရေးတာအကေ conference မှာဗာလဲ submit ဖြစ်သွားလို့ accept ဖြစ်သွားလို့ဒီဗာလဲ presentation လုပ်တာတော့အင်္ဂလိပ်လိုလုပ်တယ်ဆိုပေမဲ့ဒီဘက်မှာဆွေးနွေးတာ discussion လုပ်တာတွေသိရမလား daily conversation ဘာလို့ကတော့ဒီမှာကိုရီးယားလိုပဲပြောရဆိုတော့ကိုရီးယားလိုကတော့ဖြစ်နေအရေးကြီးတဲ့ထက်မှာတော့ပါတယ်လို့မြင်တာပဲ lab ထဲမှာကနောက်ပြီးတော့ဒီ academic ဘိုင်းမဟုတ်ဘူးပေါ့နော်လူမှုဆက်ဆံရေးဘိုင်း communication ဘိုင်းကလည်းအရေးကြီးတာဖြစ်တဲ့အတွက်ဒီသမင်းသစားတာမျိုးသမင်းစားပြီး coffee တောက်တာမျိုးလို့အများကြီးအဲ့လိုမျိုးရှိပြီးတော့ခွဲရှိလည်းရှိသေးတာကိုဒီနာပါတီလို့ပြောမှာစကားလုံးဝမပြောတတ်ဘူးဆိုရင်ကိုနည်းနည်းလေးမခေါ်ဘူးကိုရီအုပ်စုကသမင်းသစားဖို့သွားတော့မယ်အဲ့မှာနိုင်ငံခြားသားတယောက်ရှိရဲ့အကေကိုရီးယားလိုမပြောတတ်ဘူးပဲထားအဲ့ဒီနိုင်ငံခြားသားကိုတို့ကသမင်းတူသစားအောင်လေမခေါ်တော့ဘူးဘက်ကိုပဲသွားကြရတယ်ဟိုဒါစကားဖြတ်ပြောရလို့ရှင်တော့တချို့ဘယ်လိုလဲဆိုနည်းနည်းကာတီးရဲ့နည်းအဲ့ပိုင်းမှာတော့အမြင်ဖြစ်တယ်ထင်တယ်ဘယ်လိုပြောမလဲမပြောကြအောင်လေတရားမှာမပြောကြဆိုတာနည်းနည်းလို့တိတ်မပြောကြတော့ဟိုသူ့ကိုခေါ်ပြီးတကူတကခေါ်ပြီးတော့ထမင်းသူစားမယ်သူဟိုဝယ်စားတော့မယ်ဆိုရဲအခြေအနေရှိရလေတင်မှာဖီတမ်ပေါ့နော်ကိုရီးယားမှာဖီတမ်ကတော့အရန်များတာဖြစ်တဲ့အတွက်ကိုရောင်မဒါကိုရီးယားလိုပြောတတ်လို့ထမင်းစားမလားပါလားအဲ့လိုမျိုးသူဝါစားတာဖြစ်နေမယ်ကော်ဖီဝယ်တဲ့အချိန်မှာကော်ဖီဆိုင်မှာဆိုလို့ရှိရင်သူကကိုရီးယားလိုတင်ဖို့လေစိတ်ကမရှိဘူးထင်တယ်နော်မတော်လိုမျိုးလေးတော့ပြန်ပြီးတော့နောက်မှအတင်းပြောကြတာတွေတော်တော်များတယ်ပေါ့နော်ဒါတော့အကျော်ဆိုတော့အဲ့လိုပဲစဉ်းစားမှာဆိုတော့အဲ့ဒါနဲ့ပတ်သက်ခွန်ပြန်စဉ်းစားတော့ခုနခွဲရှိရာကြီးပါလာတော့ဒီခွဲရှိဆိုရင်အစားကပါလာတဲ့ခါကျတော့ခွဲရှိနဲ့ပတ်သက်ပြီးတော့ဘယ်လိုလဲအခက်မကြာခဏလှုပ်လာပြီးတော့ဘယ်လိုအချိန်ကြီးဘယ်လို file မျိုးရှိလဲညီမတို့ကတော့ lab meeting ရှိရရဲ့ဆိုလို့ရှိရင်ပမောက္ခနဲ့တူထမင်းစားကြရတယ်ပေါ့နော်ဒါပေမဲ့ပမောက္ခနဲ့ lab မှာညီမတို့လည်းမထူးဆန်းတာကများသောအားဖြင့်ပမောက္ခနဲ့ထမင်းစားရင်အရန်အဆင်ပြေဖြစ်တယ်ချမ်းသာတော့ချာဂီတာကမရဟန်းတဲ့ညီမတို့ lab မှာတော့ပမောက္ခကအရန်အပြင်သွားလို့ရှိရင်တော့စာကြောင်းလုံးကိုပြောတယ်ဒါပေမဲ့ချင်းမင်းကြီးရေကေဟောက်ကိုဆိုတော့ဘာဖြစ်တဲ့အတွက်
ညီမတို့ lab ကတော့ lab meeting တော့အရင်ပြောကြတယ် ကောင်းတာဘာလို့လဲဆိုတော့ဘယ်လိုပြောမလဲလွတ်လိုက်ပေါ့ပါရကြမလုံးဝဘယ်လိုပြောမလဲလူ stress ဖြစ်နေတယ်လားဆိုတော့ဘာလဲဆိုတော့ last seminar professor နဲ့ seminar လောက်ရမယ်ဆိုရင်ကြောက်တယ်လားဟာ seminar မှာငါ presentation လုပ်အောင်ပဲဟောတော့မဒီလိုမိကုန်းနေရလို့ရှင်ဘယ်လိုဖြစ်အောင်အဲ့လိုမျိုး stress ကြီးရှိရမှာလား ငါလို့လည်းအဲ့လိုမျိုးရှိရပေါ့နော်အပေါင်းခါဘာနေမလဲမသိဘူးငါဒီလောက်လောက်ထားလုံးဝပါမလားအဲ့လိုမျိုးလေးတွေတော့ရှိပေမဲ့ပေါင်းခါအဲ့နေ့ရဲ့ join ကုန်းပေါ့နော် high show လုပ်တဲ့လူတွေ presentation လုပ်တဲ့လူတွေပါစားခြင်းလဲဆိုပြီးတော့ဒီနေ့ထိုင်ပြီးတော့အဲ့လိုမျိုးလိုက်ကြွေးရတယ် ဆိုတော့ပြောမှာကောင်းတယ်လို့ပဲပြောမှာပေါ့တင်လားဒီ environment နဲ့ fresh ဖြစ်တယ်တင်လားအရင်ဟိုကတော့ဘယ်လိုပြောမလဲမဖြစ်မနေဒါတော့ဒီပညာရေးကိစ္စဒီ lab ကိစ္စဘယ်လိုမလဲ research နဲ့ပတ်သက်တာဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးဖြစ်တယ်ဆိုရင်လည်းတစ်ခါမှကိုပြင်ပန်းခဲ့တာကိုအတိမတ်ပြီးရနေတာကမဝယ်ကြည့်ရတာပါလို့ရှိရဆို ကံကောင်းတယ်လို့ပြောရမှာပေါ့နော်ညာတော့အဖြစ်ကတော့အမောက်ခနဲ့ထမင်းစားလို့ရှိရင်အဆောင်ကြည့်ဖြစ်တယ် အဲ့တော့မှအခုလည်းအခုချိန်ဒီ professor နဲ့စားလို့ရှိရင်ထွင်းစားတိတ်မဝင်တည်ရလားကိုကတငယ်ချင်းနဲ့စားတာလို့တော့လွတ်လပ်ဖြစ်တယ်လို့ပဲမြင်တယ်လို့ပြောတာမဒါတော့လေဒါတော့ဒီခွက်ရှိခွက်ရှိအောင်ဆိုတော့ကျွန်တော်ခဏသွားလာ ဝက်ရှိကလိုလဲဆိုတော့ညီမတို့အမောက်ခနဲ့မသွားပဲနဲ့ညီမတို့ senior တွေရှိရယ် senior ဆိုတာကဟိုဘွဲရဝါရဲ့ senior ပေါ့နော်ရုံးစင်းလို့ရှိရင်ခါကျရင်လက်ပူလာလဲတာမျိုးရှိရယ်အဲ့လိုဆိုရင်ထမင်းလိုက်ကြွေးတာတော့ဆိုရင်ထမင်းလိုက်ကြွေးတယ်အချာဆမ်းချလိုမျိုးတီသွားကြရတယ်ပေါ့နော် ကောင်းပါကိုတို့လည်းဟို professor နဲ့ခွက်ရှိလဲရှိတယ်လို့ကိုချင်းချင်းလည်းမသားခဏလို့ဒီနေ့ဟိုတော့တခါ lesson seminar လုပ်လို့လည်း professor တော့အများနဲ့ဝင်ချင်းနိုင်လေတည်မလားဒီလူတွေနဲ့ဆိုတော့ငါတို့ professor ဝင်ချင်းလက်ကွန်ကိုဒီ seminar မှာ presentation လုပ်လိုက်တာပြင်ပန်းသွားရေးဆိုတော့ငါတို့တခုသွားပြီးတော့စိတ်ကြီးလက်ပြောက်ဖြစ်အောင်သွားအောင်အဲ့လိုမျိုးနဲ့သွားကြရတယ်ရှိတော့ပြောမဆိုရင်ဟို lab environment lab 5ကပြောဖို့ကောင်းတယ်အရင်တည်မလားစာပါစာအဲ့လိုတွေလည်းမဟုတ်ဘူးねဝက်ရှိကတော့ကိုရီးယားမှာကဒီလိုအသင်းဖွဲ့နဲ့အလုပ်လုပ်ပြီးဆိုလို့ရှိရင်တော့ရှောင်လွယ်လို့ မရတဲ့ဟာတခုပဲ သူ့ရောင်လူစိမ်းလုပ်ချင်တယ်ဒါပေမဲ့ engineering ကမဟုတ်ဘူး science ကမဟုတ်ဘူးဆိုလို့ရှိရင်ရောဖတ်ကူရောင်လူစိမ်းလုပ်ဖို့အခွင့်အရေးကလုံးဝမရှိတာမျိုးပြောမဆိုရင်ခါပါတော့ဒီကိုလို့ဆိုရင်ကိုရတော့မုန်းကွာဘက်ကဒီခုံးတဲ့ဘက်ကိုလှုပ်ချင်တဲ့ပုံစံမျိုး social science ဘက်က engineer ဘက်ကိုလှုပ်ချင်တယ်ဖတ်ကူရောင်လူစိမ်းလုပ်တဲ့အခါမှာကိုတို့ဒီကိုမိသားစုတွေကြတော့ဒီတိုင်း contact လုပ်ပြီးတော့ professor ဆက်တယ်မဟုတ်ဘာကြောင့်လှုပ်ချင်တာလဲဘာညာဒီလို interview လောက်ဆိုပြီးသွားအောင်ပါအဲ့မဲ့တို့တွေကြားဘယ်လိုလဲဆိုတော့နည်းနည်း test သဘောမျိုးစစ်တယ် test သဘောစစ်တာကြောင့်ဘာလို့ဆိုတော့ professor ကိုဒါတော့လက်ပိုင်လက်ပေါ့နော်ကွာသွားသေးတယ်ပေါ့ဒါပေမဲ့ဟို generally အကိုရဲ့တိတက်လောက်ပေါ့တခြားကိုတငယ်ချင်းတွေရှားတဲ့ပုံစံမျိုးဆိုရင်အနည်းဆုံးတော့တို့ဟို paper ပေးလိုက်ပြီးတော့ကိုနဲ့ကိုလက်မှာလုံနေ paper ပေးလိုက်ပြီးတော့ဖတ်ခိုင်းပြီးတော့သူရဲ့နားလည်မှုစွမ်းရည်ပြီးတော့ဒီဂျုံကုန်းကြည့်ရှိကဘယ်လိုဆိုဒီ major နဲ့ပတ်သက်ပြီး knowledge ကဘယ်လောက်ရှိတယ်လဲဆိုတာမျိုး professor အနေနဲ့ပြန်စစ်တဲ့ပုံစံမျိုးရှိတယ်တချို့ lab တွေဆိုလို့ရှိရင်စာမွေးဖြေရတဲ့ပုံစံမျိုးတော့ရှိရကွာလို့ဆိုတော့သူလက်ပို့ဝင်မှုအတွက်ဒီလို subject တွေလိုအပ်တယ်အဲ့ဒါတော့တခါသင်ခန်းစာ online lecture ဟို online line ကိုမှလေ့လာလို့ရမယ့်ဟာတွေပေးထားဥပမာ Stanford ရဲ့ဟို lecture တချို့လိုမျိုးဟာတွေပေးထားနေရှိတော့လေ့လာပြီးတဲ့ခါမှာသူရှိ contact လုပ်လို့ရှိရင်ပြီးအဲ့ဒါနဲ့ပတ်သက်ပြီးတော့စာမွေးဖြေရတဲ့ပုံစံမျိုးပေါ့ interview ဖြေရတဲ့ပုံစံမျိုးဒါမှမဟုတ်ဟို paper test ဒါမှမဟုတ် written test ဒါမှမဟုတ် interview ပုံစံမျိုးနဲ့ဖြေရမျိုးရှိတယ်ဖြေပြီးတော့မှအဲ့ဒီမှာတစ်စင်ပြန်ကြည့်ပြီးတော့လက်ခံပြန်ဆုံးဖြတ်တာမျိုးရှိတယ်အဲ့လိုပိုင်းတော့ပြန်ပြီးတော့ကိုကတစ်ဖက်ကတတ်တော့ပြင်ရမှာပေါ့ဘာလို့ဆိုတော့အဲ့ဒါဟာလေဟိုကိုကျွန်တော် over lab ကပြင်ချင်တယ် laptop လို့ပြောလို့ရပါမယ်ဝင်လာမဲ့သူဘက်ကပြင်ချင်တယ်ဝင်လာမဲ့သူတက်လေအသုံးဝင်တယ်ပေါ့ဘာလို့ဆိုတော့ဒီဟာကို research လုပ်မအောင်ဒီပိုင်းမသိထားဘဲနဲ့လာလို့ရှိရင်လေကိုခက်ခဲပါလေတည်ရမလားဒီရင်လုတ်ချင်တယ်ဆိုပြီးတော့လာလို့မရအောင်လေတည်ဆိုတော့အဲ့လိုပိုင်းတော့တစ်ချက်တော့ရှိတယ်